ဓမ္မနန္ဒဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်သရပြုပွေးဉာဏ်ရှိပြေးကနိဗ္ဗာန်ကိုရည်မှန်းပြီးပေါင်းလူတန်းပေးကြသောအလူရှင်များမှာတဘောတက္ကနာချုပ်ငြိမ်သောဖခင်ကြီးဥကျော်စင်ရယေစုရည်မှန်၍ကိုစန်းတော်မှချောစုမိသားစုတို့မှတသိန်းကျပ်ထိုမှတပံတရင်ကျိုးကာလအလူအဖြစ်တော်၎င်းဓမ္မနန္ဒရိပ်သာတိဆောက်ဖို့ရန်အတွက်အလူတော်ငွေအဖြစ်တော်၎င်းထိုင်းနိုင်ငံဘန်ကောက်မြို့၌နေကြကုန်သောနန်းစိမ့်စိမ့်သူမှဘတ်တထောင်ကျပ်နန်းအဲမှဘတ်တထောင်ကျပ်နန်းလှထူမှဘတ်တထောင်ကျပ်နန်းချင်းမြဝေမှဘတ်တထောင်ကျပ်နန်းခင်စုကြီးစောအပီမိသားစုမှဘတ်တထောင်ကျပ်နန်းဟီရဲဆိုမှဘတ်900ကျပ်စောမြင့်ထေးအောင်မှဘတ်900ကျပ်စုစုပေါင်းညီမကျပ်ငွေ9သိန်းခွဲကျပ်ဤကုသိုလ်အစုစုတို့သည်လွန်ခဲ့သော2နှစ်ခန့်ကတဘောတက္ကနာချုပ်ငြိမ်သွားသောဆရာတော်ဥက္ကဏီအာယေစုကြီးမှန်း၍ဤကဲ့သို့တရားပြုဝိညာဉ်ရှိပြေးကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့လူတန်းကြတဲ့အလူရှင်များသည်ယနေ့မှဆိုရင်ကျမ်းမာချမ်းသာလူရဆန္ဒပြည့်ပြီးကတ်စုဘေးသို့အန္တရာယ်သို့ယောဂါသို့အမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနဲ့ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်ရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေထိုမှတပံတဘောတက္ကနာချုပ်ငြိမ်သွားသောဒကာကြီးဦးကျော်စိန်အား၎င်းတဘောတက္ကနာချုပ်ငြိမ်သွားသောဆရာတော်ဥက္ကဏီတို့အား၎င်းဒီကနေ့အခါတမယ၌မသိမတင့်သောနှလုံးသွင်းမိညံ့အံ့အကယ်၍မြတ်မရောက်ရှိခေါင်းတော်မရောက်ရှိအပ်သောယုံဘုံဘဝဘုံဌာနသို့ရောက်ရှိညံ့ယနေ့ယခုဖြူမျိုးမိသားစုမှပြေဖို့အပ်သောကုသိုလ်ကောင်းမှုတို့အားသာဓုခေါ်နာ၍မြင့်မြတ်သောဘုံဘဝဘုံဌာနသို့၎င်းမိမိပြုလို့အားထုတ်ခဲ့ပူသောကုသိုလ်ကောင်းမှုတို့အားပြန်လည်ကအမှတ်ရ၍သာဓုခေါ်နာ၍တော်၎င်းအမမထာတဘာဝသောရွှေမျိုးမိသားစုအပေါင်းတို့နှင့်တန်ခါတော်အရှင်သူမြတ်အပေါင်းတို့အားပေးဖို့အပ်သောအမြတ်မြတ်တာတို့အားသာဓုခေါ်နာ၍တော်၎င်းနေကြသောဘုံဘဝဘုံဌာနမှအကြွယ်ရောက်ရှိနေညံ့အံ့သာဓုခေါ်စေခဏ၌မြင့်မြတ်သောဘုံဘဝဘုံဌာနသို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကုသိုလ်အားသာဓုခေါ်နိုင်ပါစေဝိပဿနာတရားအားထုတ်ရင်းနဲ့တရားမဆုံးခင်ဟောတရားမရသေးခင်မှာတည်သွားခဲ့ရင်အသေးကောင်းလားသူဂရိဘုံဘဝကိုရောက်သလားလို့မေးတာပေါ့အဲ့တော့တရားအားထုတ်ရင်းနဲ့စာတည်စိတ်သာချအပယ်လွတ်တယ်ဒါပေမဲ့လို့တမန်အချိန်တည်တာမျိုးတော့အာမခံလို့မရဘူးဘာဖြစ်လို့လဲလို့မင်းတရားအားထုတ်နေတဲ့အချိန်ကတော့ခန္ဓာဆွန့်တဏှာဆွန့်ခန္ဓာဆွန့်ကိလေသာဆွန့်ခန္ဓာဆွန့်တဏှာဆွန့်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါတေကြတဲ့သူဂရိဘဝကိုရောက်အဲ့ဒီတရားရခြင်းမရခြင်းဆိုတာကတရင်ကကိလေသာကိုပယ်တာရယ်အကြာကြီးကိလေသာကိုပယ်တာရယ်အပီးပိုင်ကိလေသာကိုပယ်တာရယ်ဒီသုံးချက်ပေါ်မှာပဲမူတည်တယ်အခုတရားအားထုတ်နေရင်းနဲ့တရင်ကကိလေသာပယ်ရင်တရင်ကဝိခံပနအနေနဲ့တရားရတယ်တမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်တရားတွေကိုတရားရှုနေတဲ့အချိန်မှာပယ်တတ်နေရင်လေဒါတရားအထိုက်လျောက်သိနေတယ်ရနေတယ်လို့ပြောလို့ရတယ်အဲ့ဒီချိန်ဒီခန္ဓာဆွန်လက်ရှိခန္ဓာကိုဆွန့်ထားတယ်လက်ရှိခန္ဓာကိုဒုက္ခသစ္စာဆိုတော့ခန္ဓာကိုလိုချင်တဲ့တဏှာမလာတော့ခန္ဓာကိုလိုချင်တဲ့တဏှာခန္ဓာကိုဆွဲလန်းတဲ့တဏှာဥပါဒံကံတွေမရှိတော့တဲ့အတွက်ခန္ဓာလည်းဆွန့်ထားတယ်ကိလေသာလည်းဆွန့်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအာထုတ်နေစေအာထုတ်နေရင်းနဲ့တည်သွားသောပုဂ္ဂိုလ်သည်စိတ်သာချသူဂရိဘဝဘာကြောင့်သူဂရိဘဝကိုရောက်ရတာလဲလို့မေးရင်ကိလေသာလောလောဆယ်ချုပ်နေလို့အပိပံချုပ်တာမဟုတ်ဘူးလောလောဆယ်ကိလေသာပေါ်လာတဲ့ကိလေသာကိုမဲ့ညံနဲ့ပယ်တတ်ပြီးတားဆီးနိုင်တဲ့အတွက်ကြောင့်ဒုတိယဘဝတည်သူဂရိဘဝဖြစ်ရဒုတိယဘဝကိုရောက်တာတည်အကြောင်းသမုဒိယအကြောင်းရောက်တယ်အဲ့ဒီအကြောင်းသမုဒိယကလည်းစိတ်ပဲအဲ့ဒီအကြောင်းသမုဒိယဒေါသလောဘဒေါသဒိဋ္ဌိတဏှာမာနဟာအကြောင်းသမုဒိယပဲအဲ့တော့အခုအာထုတ်တရားအာမထုတ်တဲ့အချိန်မှာပြုံးကနေတိုင်းနဲ့တည်သွားတယ်အဲ့ဒီတည်တဲ့စိတ်ဟာသမုဒိယသစ္စာအကြောင်းတရားအကုသိုလ်စိတ်ဆိုရင်ဟောမှာကအကျိုးတရားအကုသိုလ်ပရိသန်တွေဖြစ်မှာဒါကအာမထုတ်တဲ့ပုဂ္ဂိုလ်ပေါ့အာထုတ်နေရင်နဲ့တည်ရင်တော့ကိလေသာကိုတည်ငါပယ်ထားတာဖြစ်တဲ့အတွက်ပယ်နေရင်နဲ့တည်တာမလို့ဟိုဘဘဝကကျိန်းတည်ပေါင်းသူဂတိဘဝအဲ့တော့ဒီနေရာမှာဘုရားရှင်လက်ထက်မှာလည်းဒီလိုတာရကတွေအများကြီးရှိတယ်ကသဗ္ဗမြတ်စွာဘုရားရှင်လက်ထက်မှာဆိုတန်ခါ၅ပါးတရားသွားအားထုတ်တယ်ဒါကတော့ပါဠိကိုအတိအကျကြီးမပြောတော့ဘဲနဲ့အနှစ်ချုပ်လောက်ပဲပြောမယ်တောင်ပေါ်တက်ပြီးတော့တရားအားထုတ်တယ်နှစ်ပါးကတပါးကယန္နာဖြစ်တယ်တပါးကဗြဟ္မာဖြစ်သွားတယ်တပါးကအနာဂံဖြစ်သွားတယ်တပါးကယန္နာတပါးကအနာဂံကိစ္စ
တပားကပြီးတယ်တပားကအနာဂတ်ဆိုတော့ကိစ္စပြီးကနီးဆဲဆဲဖြစ်သွားတယ်ဒါပေမဲ့သုံးပါးကမပြီးဘူးသုံးပါးကဒီလိုစကားနဲ့ပြောရရင်တော့တရားမရဘူးလို့ပြောတာပြောရရင်တော့အရိယာမဖြစ်ဘူးအရိယာမဖြစ်ဘဲနဲ့ခုနှစ်ရက်ပြည့်တော့အဲ့ဒီမှာသေတယ်သေတာနဲ့တပြိုင်တည်းနတ်ပြည်မှာနေရတယ်အဲ့ဒီကနေပြီးတော့ဂေါရမမြတ်စွာဘုရားသာသနာရောက်တဲ့အခါမှာတော့တရားဒုတရားမြတ်ရသွားတယ်အဲ့ဒါကတရားအထုတ်ရင်းနဲ့သေတဲ့ပုဂ္ဂိုလ်များအတွက်အကောင်းဆုံးသောတာရကပဲတချို့ကြတော့တေဂာနိကြမှာကပ်ပြီးတော့တရားရတာရှိတယ်ဒါတေဂာနိကြတော့ပို့ပြီးတော့တင်းတင်းမာမာလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့မြန်မြန်တရားရတာလည်းရှိတယ်အဲ့လိုမှမဟုတ်ဘူးတရားတော့အားထုတ်တယ်သို့တော်လည်းအားထုတ်ရင်းနဲ့တရားအားထုတ်ပြီးတော့ဒီဘဝမှာအရိယာမဖြစ်ဘူးမဖြစ်ပင်မဲ့လို့ပူတရားမလို့ဘူးဘာလို့လဲလို့မေးရင်ကိုကဆုံးဖြတ်ချက်ချနေတာကဒိဋ္ဌိဝစီကိစ္စအဓိကပြုတ်ပြီးတော့သေတာမလို့အပယ်လေးပါတော့လွတ်တယ်အဓိကဒိဋ္ဌိဝစီကိစ္စပြုတ်နေတာဖြစ်တဲ့အတွက်ကြောင့်အပယ်လေးပါတော့လွတ်တယ်အဲ့ဒီအပယ်လေးပါချတာကဒိဋ္ဌိဝစီကိစ္စကအပယ်လေးပါကိုအဓိကချတာဒါပုရုဇဉ်များအတွက်ပေါ့အဲ့တော့လောဘဒေါသမောဟရှိနေတယ်သို့တော်ဒိဋ္ဌိဝစီကိစ္စငါဆွဲမရှိဘူးတန်တရားမရှိတဲ့အတွက်သေအပယ်လေးပါလွတ်တယ်ဒါတရားအထုတ်ရင်းနဲ့သေတာသို့တော်တရားတော့ရထားတာတရားအပီးပိုင်အရိယာဖြစ်သွားတဲ့အဆင့်တော့မဟုတ်ဘူးအားထုတ်ရင်းနဲ့ပုရုဇဉ်အဖြစ်နဲ့သေတယ်စိတ်ချလွတ်တယ်လွတ်တယ်ဆိုတာအပယ်မကြောက်ဘူးလို့ပြောတာဘာလို့လဲလို့မင်းအဲ့ဒီအချိန်မှာစိတ်ကောင်းဝင်နေလို့စိတ်ကောင်းဆိုတာမဂ်ခင်၅ပါးနဲ့ရှုနေလို့အဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်အနေနဲ့ထောက်ပြီးတော့ပြောရရင်ခန္ဓာ၅ပါးအပြင်မှာဒီဘက်မှာအပွားခန္ဓာဆိုတဲ့ကိလေသာ၃ပါးမဝင်ဘူးကိလေသာ1500ကိုခြုံလိုက်တော့ကိလေသာ10ပါးရတယ်အဲ့ဒီ10ပါးက10ပါးလုံးပြန်ပေါ်တာမဟုတ်ဘူးအလင်းသိတဲ့လို့တပါးဥဆောင်ပေါ်တဲ့အတွက်အဲ့ဒီတပါးဥဆောင်ရင်နောက်ကတဏှာဥပါဒံကံ၃ပါးဖြစ်တာမို့လို့ဒီဘက်ကခန္ဓာ၅ပါးရဲ့ဒီဘက်မှာဖြစ်နေတဲ့တဏှာဥပါဒံကံရဲ့၃ပါးအဲ့ဒီ၃ပါးဒီအကျိုးတရား၅ပါးအကြောင်းတရား၃ပါးနဲ့ဘောင်း၈ပါးဖြစ်တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ကသေတာနဲ့လောဘဥသိရင်လောဘနဲ့ထိုက်တန်တဲ့အပယ်လေးပါးကိုကြားတယ်ဒေါသမောဟတဏှာမာနဒိဋ္ဌိအပယ်လေးပါးကိုတောက်လျှောက်ကြားတယ်9နဲ့3နဲ့သွားပို့နေတာမလို့9ကအကျိုးတရား3ကအကြောင်းတရားအကြောင်းအကျိုးဟာဆက်နေတာဖြစ်တဲ့အတွက်ကြောင့်အကျိုးတရားက9ပါးဒုက္ခသစ္စာအကြောင်းတရားကသမုဒိယသစ္စာဒီသမုဒိယသစ္စာအကြောင်းတရားကနောက်တစ်ပတ်ဇာတိဇရာမရဏပေးမှဖြစ်တဲ့အတွက်ကြောင့်လောဘဥသိထားတဲ့ဒေါသဥသိထားတဲ့မောဟဥသိထားတဲ့ဆိုရင်ရမယ်ဇာတိဇရာမရဏတိအပယ်လေးပါရဒါကအာမထုတ်ဖက်နဲ့သေတာအာမထုတ်ဖက်နဲ့သေတာပဲဖြစ်ဖြစ်မေ့သေတာပဲဖြစ်ဖြစ်တွားရင်လာရင်နဲ့သေတာပဲဖြစ်ဖြစ်သူက9နဲ့3နဲ့ဒီဘက်မှာလာပြီးတော့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ပွားနေတာဖြစ်တဲ့အတွက်လို့ပြောလိုက်မယ်အဲ့တော့တကယ်လို့အကယ်၍အားထုတ်ရင်းနဲ့သွားရင်လာရင်နဲ့ဒိုင်းကနေဆိုဒေဂာနီဆက်ဆက်မှာပဲနှလုံးသွင်းပြီးတော့သေသေး၅ပါးကဒီဘက်၃ပါးကိုမပေါင်းတော့လားဒီဘက်၃ပါးဆိုတာတဏှာမာနဒိဋ္ဌိဒေါသမာနဒိဋ္ဌိစသည်သမုဒိယသစ္စာတွေတဲကိုမဝင်တော့ဘဲနဲ့ပေါ်လာတဲ့ခန္ဓာကိုတစ်ချက်ပဲရှုတစ်ချက်ပဲမိရင်ရှုရင်းနဲ့သေတာဖြစ်တဲ့အတွက်ဒီဘက်၅ပါးကနေဟိုဘက်၃ပါးသမုဒိယသစ္စာအကုသိုလ်သမုဒိယသစ္စာကိုမသွားဘဲနဲ့ဒီဘက်၅ပါးကိုမဂ်ခင်၅ပါးနဲ့ရှုလျက်နဲ့သေတာဖြစ်တဲ့အတွက်ကြောင့်မက်ရဲ့အကျိုးတည်ဒုက္ခတိခန္ဓာနဲ့အရိယခန္ဓာကိုရတာပဲအဲ့ဒါကပရိစ္ဆေသမုပ္ပါဒ်ကိုထောက်ပြီးတော့ပြောတာဒီတဲ့တိကျပြောတရားမရှိတော့ဘူးဘာလို့လဲလို့မင်းအခုထိုင်တွေးနေတဲ့စိတ်ဒီအကုသိုလ်စိတ်ဆိုရင်အဲ့ဒီအကုသိုလ်စိတ်ကအကြောင်းတရားဖြစ်တဲ့အတွက်အဲ့ဒီအကြောင်းတရားဒီဟိုဘက်မှာဒုတိယဘဝအကျိုးတရားဖြစ်မှာအခုတော့တေဂာနီဆဲမှာအဲ့လိုမျိုးတရားအားထုတ်တယ်နှလုံးသွင်းနေတယ်ဒါပေမဲ့တရားမရဘူးအားထုတ်နေရင်လည်းပြုံးဆိုသေးသွားတယ်၅ပါးကနေပြီးတော့၃ပါးသမုဒိယသစ္စာအကုသိုလ်သမုဒိယသစ္စာပွားပြီးတော့သေတာမဟုတ်တဲ့အတွက်ကြောင့်၅ပါးမှာမဂ်ခင်မဂ္ဂသစ္စာ၅ပါးနဲ့၃ပါးဖြစ်လာမဲ့သမုဒိယသစ္စာအပယ်၄ပါးရောက်ကြောင်းကိုမဂ်ခင်၅ပါးနဲ့တတ်နေတာဖြစ်တဲ့အတွက်ဒုတိယဘဝကနိရောဓသစ္စာဒီနိရောဓကနိဗ္ဗာန်ရမယ်နိရောဓတော့မဟုတ်ဘူးသို့တော့အပယ်လေးပါးကိုချုပ်စေတဲ့နိရောဓသစ္စာမို့လို့အာထုတ်ရင်းနဲ့သေတရားရသည်ဖြစ်စေမရသည်ဖြစ်စေဒါကစကားကိုဝေ့ပြောလိုက်တာတရားရတယ်တရားမရဘူးဆိုတာအရိယာမဲ့ဝင်းတဲ့ကိုအပြည့်အဝကိန်းတာကိုရတယ်လို့ပြောတာသို့တော့ကိလေသာတရင်ငါတတ်တယ်အကြာကြီးတတ်တယ်အပိတတ်တယ်ဒီ၃မျိုးမှာတရင်ငါတတ်ပြီးတော့သေလဲအပယ်ကလွတ်တယ်အဲ့ဒီတည်ငါတတ်နေတဲ့အချိန်မှာမဂ်ခင်၅ပါးကိန်းနေတာမဟုတ်လို့မက်စိတ်နဲ့သေတာဖြစ်တဲ့အတွက်တန်ရှင်းသောတရားအထုတ်ရင်းနဲ့သေတာဖြစ်တဲ့အတွက်ကြောင့်အပင်မကြဘူးကောင်းတဲ့ဘုံဘဝကိုရောက်တယ်လို့ပရိစ္ဆေသမုပ္ပါဒ်ကအာမခံတယ်ဒါကြောင့်
အားထုတ်ရင်းနဲ့တည်ဖို့တော့လိုတယ်နှလုံးသွင်း